လှိုင်းမြမှာထိုးမုံကိုအနိုင်ကျင့်ခဲ့တဲ့ဒိုနက်2026-2029မြန်မာမြို့သမီးလိပွဲစဉ်တစ်ကက်ပွဲစဉ်တပွဲအနေနဲ့ဇွန်လ16ရက်နေ့ညနေပိုင်းကရန်ကုန်ယူနိုက်တက်မြို့သမီးအသင်းနဲ့ရတနာဘုံမြို့သမီးအသင်းတို့ရှင်ပြိုင်ကစားတဲ့ပွဲစဉ်မှာတော့ရန်ကုန်ယူနိုက်တက်အသင်းကအနိုင်ရရှိခဲ့ပါတယ်။အဲ့ဒီပွဲစဉ်မှာတော့ရန်ကုန်ယူနိုက်တက်အသင်းကသူတို့အားထားရတဲ့ရုံးဝတီတိုင်းပါဝင်နိုင်ခြင်းမရှိခဲ့ပေမဲ့နန်းစနေမှာဆွေမအောင်နန်းချော်မွေအေးထွေစင်မိုးပြေယူနိုင်စုစုကြည်အစားရှိတဲ့ကစားသမားတွေကိုအသုံးပြုပြီးပွဲထွက်လာခဲ့ပေမဲ့ရတနာဘုံအသင်းကလည်းအသင်းရဲ့တိုက်စစ်မှာအသင်းကောင်းဆောင်ဝင်းသိက္ခထွန်းတယောက်ပါဝင်လာခြင်းမရှိခဲ့ပေမဲ့ပြင်မြင့်ရန်တို့လိုလူငယ်ကစားသမားအများစုကိုထည့်သွင်းအသုံးပြုပြီးရှင်ပြိုင်ကစားခဲ့ပါတယ်။ပထမပိုင်းမှာတော့ရန်ကုန်ယူနိုက်တက်အသင်းကစင်မိုးပြေနန်းချုံမွေတို့ရဲ့အတိုးအားတွေနဲ့အတူရတနာဘုံအသင်းကိုထိုးဖောက်ဖို့ကြိုးစားခဲ့ပေမဲ့မာကျော်ချစ်လက်တဲ့ရတနာဘုံအသင်းရဲ့ကစားပုံကြောင့်ခတ်တွေ့ခဲ့ရပါတယ်။ရတနာဘုံအသင်းကတော့စောစောစီစီဥဆောင်ကိုမပေးရရဲ့အတွက်တသင်းလုံးနီးပါးခန့်စင်းအနေထားနဲ့သာကစားခဲ့တာကြောင့်ရန်ကုန်ယူနိုက်တက်အသင်းဟာဘောလုံးပိုင်ဆိုင်မှုအသာနဲ့ကစားနိုင်ခဲ့ပေမဲ့တေကန်ဘောကနေတစ်စစ်ဂိုးပေါက်ချင်းချောက်မှုတွေပြုလုပ်ခဲ့ရမှာတိကျမှုမရှိခဲ့တာကြောင့်ဂိုးမရရှိခဲ့ပဲပထမပိုင်းပြီးဆုံးချိန်မှာတော့ရန်ကုန်ယူနိုက်တက်အသင်းနဲ့ရတနာဘုံအသင်းတို့ဟာဂိုးမရှိသေးရလက်သာထွက်ပေါ်ခဲ့ရတာဖြစ်ပါတယ်။ဒုတိယပိုင်းမှာတော့ရတနာဘုံအသင်းဟာလိုအပ်နေတဲ့ဥဆောင်ဂိုးတွေရရှိဖို့အတွက်တိုက်စစ်ဖွင့်ကစားခဲ့တာကြောင့်ရန်ကုန်ယူနိုက်တက်အသင်းနဲ့ပြန်လည်ထိုးပေါက်တိုက်စစ်ဆင်ကစားခဲ့ကြပါတယ်။ဒါပေမဲ့ပွဲကစားချိန်ကြာမြင့်လာတာနဲ့မျှရန်ကုန်ယူနိုက်တက်အသင်းကပွဲကိုစိုးမိုးကစားနိုင်ခဲ့သလိုရတနာဘုံအသင်းကိုပြန်လည်ဖိအားပေးကစားနိုင်ခဲ့ပြီးပွဲကစားချိန်56မိနစ်မှာတော့တိုက်စစ်မှုစင်မောပြေကရန်ကုန်ယူနိုက်တက်အသင်းအတွက်ဥဆောင်ဂိုးကိုစတင်သွင်းယူပေးနိုင်ခဲ့ပါတယ်။ရတနာဘုံအသင်းဟာမထင်မှတ်ထားတဲ့အနေအထားနဲ့တစ်စစ်ဥဆောင်ကိုခွင့်ပြုပေးခဲ့ရပြီးနောက်ပိုင်းမှာတော့ခြေပါကိုပြန်လည်ရရှိဖို့အတွက်တသင်းလုံးနီးပါးတိုက်စစ်ဖွင့်ကစားခဲ့တာကြောင့်ရန်ကုန်ယူနိုက်တက်အသင်းကတော့ခန့်စစ်အနေထားနဲ့သာကစားခဲ့ပြီးရတနာဘုံအသင်းရဲ့တိုက်စစ်ကိုတံမြန်တိုက်စစ်ဆင်ကစားခဲ့ပြီးတော့စင်မိုးပြေကပဲဒုတိယမြောက်ဥဆောင်ကိုထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့ရတနာဘုံအသင်းကလည်းပွဲပြီးဆုံးခံဒီမှာနက်ခံခွေးရဲ့သွင်းကိုနဲ့ခြေပါကိုတကောပြန်လည်ရရှိခဲ့ပေမဲ့ရှွန်းလဲနိုင်က89မိနစ်မှာရန်ကုန်ယူနိုက်တက်အသင်းအတွက်တတိယမြောက်သွင်းကိုပြန်လည်သွင်းယူနိုင်ခဲ့တာကြောင့်ပွဲပြီးဆုံးချိန်မှာတော့ရန်ကုန်ယူနိုက်တက်အသင်းကရတနာဘုံအသင်းကို3ဂိုးတကောဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ဇွန်လ16ရက်နေ့ကရှင်ပြိုင်ကစားခဲ့တဲ့မြန်မာမြို့သမီးလိရဲ့တခြားပွဲစဉ်အနေနဲ့ရန်လိုင်းနဲ့အသင်းနဲ့မြရီယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်မှာတော့ရန်လိုင်းနဲ့အသင်းကမြရီအသင်းကို2ဂိုးတကောဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့ပါတယ်။